ကဲအားလုံးမင်္ဂလာပါဒီနေ့ကခောက်ဆွဲပြုတ်ကိုစပြမှာဖြစ်ပါတယ်ခောက်ဆွဲပြုတ်ရဲ့ခောက်ဆွဲရဲ့ကင်ချီကိုရခောက်ဆွဲပေါ့နော်အဲ့ဒါရဲ့ကနန်းချောင်းလေးရဲ့ကျုပ်နှလုံးရဲ့ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့နော်ကျမသမီးလေးကိုပေါ့တထားပေါ့နော်ကျမသမီးလေးကမှကျမကိုအော်ပြပါအော်ပြမှာအသက်နေပေးနေပါတယ်ဖြစ်ချင်တာက food vlogger ဒီမှာကလေးမဖြစ်နေတော့အခါနောက်ဆုံးတော့သူရဲ့အသက်နေအရန်အော်တာပေါ့နော်စိတ်လာတဲ့ခါကျတော့သူရှိတဲ့စပွဲမှာပေါ့နော်သူရှိတဲ့နေရာမှာကျွန်တော်သွားပြီးမှနောက်ဆုံးတော့သက်စားဖြစ်ပါတယ်ဆိုတော့ကျမသမီးနဲ့ကျမဘယ်လိုနှစ်ပါသွားမယ်ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးရှင်ကလေးအိမ်နေတော့ကျမကဒီအတန်ကိုသွင်းနေတာဖြစ်ပါတယ်ဒါလေးပါကျမရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်ရှုအားပေးတဲ့လူရောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်